ကဲကြည့်လိုက်စမ်းပါဦးလူရိုင်းမျိုးနွယ်စုကြီးတစ်ခုလုံးကလေးမလေးတစ်ယောက်ဖေးမှာဝိုင်းပြီးမိုးရိုးအော်ဟစ်နေကြတာကောင်မလေးကအသက်ငင်နေပြီးသူ့အမေကလည်းဘာလို့ရမှန်းမသိပဲရေဘူးတွေကရေတွေကိုတိုက်ဖို့ပြင်နေတာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့မင်းသားကဖြက်ခနဲ့ရောက်လာပြီးနေဦးအဲ့ဒီရေကိုမတိုက်နဲ့ဆိုပြီးလှမ်းထားလိုက်ပါလေရောမင်းသားကရေဘူးကိုလှမ်းယူပြီးတေချာကြည့်လိုက်တဲ့အခါမှာတော့အထဲမှာသွေးနီအောင်အကောင်ပေါက်လေးတွေတရွရွနဲ့လှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တော့မျိုးနွယ်စုတွေကအဖွားအိုကြီးကဒါဟာရေတစေတွေကျင်းစားတိုက်ထားတဲ့အစိတ်ရေပဲဆိုပြီးရှောက်ပြောတော့တာပေါ့ဒါပေမဲ့ခေတ်ပညာတတ်မင်းသားကတော့လက်မခံပါဘူးဒါရေတစေမဟုတ်ဘူးပြပိုးလောက်လန်းတွေလို့ပြောပြီးမတန်ရှင်းတဲ့ရေစိမ်းတွေကိုတောက်လို့အခုလိုလူတွေတေကုန်ကြတာလို့ရှင်းပြလိုက်ပါတယ်ဒီလိုနဲ့မင်းသားကလူတန်ကြီးရှုံရမ်းနဲ့သူ့လူတွေကိုလာကူဖို့လှမ်းခေါ်လိုက်တယ်ဒါပေမဲ့ကောင်းပါတဲ့လူတန်ကြီးကငါတို့ကစစ်တီတော်တွေကငါတို့လက်တွေကလှန်ကိုင်းဖို့ပဲဆိုပြီးမောက်မာပြနေသေးတာမင်းသားကလည်းခက်ပြုံးပြုံးနဲ့မင်းအခုလိုအားရင်ချီနဲ့နေတဲ့ပုံစံနဲ့ဆိုတောဝက်တကောင်တိုက်ရင်တောင်လွတ်ထွက်သွားအောင်မယ်လို့ပြန်နောက်လိုက်တော့လူတန်ကြီးဒေါသထွက်ပြီးဓာတ်ဆွဲဖို့လုပ်ပါလေရောအဲ့ဒီအချိန်မှာပဲမင်းသားဘေးကချိုးနဲ့ကောင်မလေးကဓာတ်နဲ့အမြန်လန်းတားလိုက်ပြီးမင်းကနှက်မင်းရွေးချယ်ထားတဲ့မင်းသားကိုအာခံမလို့လားဆိုပြီးဟောက်လိုက်တော့မှလူတန်ကြီးလည်းကြောက်ပြီးဒူးထောက်အညံ့ခံသွားရရှာတယ်ကဲမျိုးနွယ်စုကြီးတစ်ခုလုံးအသက်ရှင်ဖို့အတွက်မင်းသားကအစီအစဉ်တွေစချပါပြီအာတန်နဲ့လူတွေကိုရေကန်ကြီးသုံးဆင့်တူးခိုင်းတဲ့ကောင်မလေးနဲ့လူတချို့ကိုတော့မြစ်ကမ်းဘေးကတဲနုတွေနဲ့ကြောက်ခဲတွေကိုတွားတယ်ခိုင်းတယ်ကျန်တဲ့လူတွေကိုတော့မီးသွေးတွေဖုတ်ပြီးလက်သေးခွန်အရွယ်လောက်ခြေခိုင်းတာပေါ့အဖွားအိုကြီးကဓာကိုကြည့်ပြီးဓာရှိဟောင်းရပူစော်တဲ့နီလန်းလားလို့မေးတော့မင်းသားကအမေးမများနဲ့ခိုင်းတာလို့ဆိုပြီးអော်လိုက်လို့အားလုံးလဲတုတ်နဲ့အလုံးလုံးကြရတော့တာပေါ့နောက်ဆုံးမှာတော့မင်းသားရဲ့လျှို့ဝှက်ချက်ကြီးပေါ်လာပါပြီသူကတဘာဝရေစစ်ကန်ကြီးတစ်ခုကိုတိဆောက်လိုက်တာပဲပြုပထမအဆင့်မှာကြောက်ခဲကြီးတွေထည့်တယ်ပြီးတော့မီးသွေးတွေတဲနုတွေကိုအလွာလိုက်တေချခင်းလိုက်တယ်အဲ့ဒီနောက်မှာတော့နောက်ကြည့်ပြီးပိုးကောင်တွေပါတဲ့ရေပုတ်တွေကိုအပေါ်ကနေတွန်းချလိုက်တဲ့အခါရေတွေဟာအလွာတစ်ခုချင်းစီကိုဖြတ်တန်းသွားပြီးအောက်ခြေရေထွက်ပေါက်ကနေအကြီးတောက်ဆုံးရေစင်ရေတက်တွေအဖြစ်တစ်ဆက်ချင်းစီထွက်လာပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့လူရိုင်းကြီးတွေအားလုံးအံ့ဩမြင်တတ်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြရလေရဲ့ဗျာမင်းသားရဲ့လျှို့ဝှက်ရေစစ်ကန်ကြီးကနေတောက်ပပြီးကြည်လင်နေတဲ့ရေစင်တွေထွက်လာတော့လူရိုင်းကြီးရှုံရန်တယောက်ဝမ်းတာအားရနဲ့ပြေးပြီးတောက်ဖို့လုပ်တာပေါ့ဒါပေမဲ့မင်းသားကဖြက်ခနဲ့လှမ်းတားလိုက်ပြီးနေဦးအခုထိတောက်လို့မရသေးဘူးတဲ့မင်းသားကရေစစ်လိုက်တာကအနေတွေနဲ့အမိုက်တွေကိုပဲဖယ်ရှားနိုင်တာရေထဲကပိုးမွားတွေကမတည်သေးဘူးလို့ရှင်းပြလိုက်ပါတယ်မျိုးနွယ်စုရဲ့အဖွားအိုကြီးကလည်းငါတို့မှာရေနွေးအိုးအဟောင်းကြီးရှိတဲ့အဲ့ဒီထဲထည့်ပြီးပြုတ်လို့ရတယ်လို့လှမ်းပြောတာနဲ့အာတန်တဲ့လူတွေကအိုးကြီးကိုမိဖို့ပေါ်အမြန်တင်ပြီးရေတွေကိုစူပွက်နေအောင်ကြိုးချက်ပါတော့တယ်မင်းသားကရေတွေပုတ်ပွက်ဆူလာပြီးရင်လည်းခဏလောက်ထပ်ပြီးစူအောင်ထားဦးလို့တေချာမှကြားနေတာပေါ့ရေနွေးတွေကျက်သွားတဲ့အခါမှာတော့မင်းသားကကလေးမလေးရဲ့အမေကိုပေးပြီးနည်းနည်းချင်းစီတိုက်ပေးလိုက်ပါလို့ပြောပါတယ်ကလေးမလေးကရေနွေးလေးကိုတောက်ပြီးမေသမီးပိုက်စားတဲ့လို့အားရှိတဲ့လေတံလေးနဲ့ပြောလိုက်တဲ့အခါမှာတော့အမေဖြစ်သူရောမျိုးနွယ်စုကြီးတစ်ခုလုံးပါဝမ်းတာလုံးလို့မျက်ရည်တွေဝိုင်းပြီးအဖွားအိုကြီးကလေးတက်တာသွားပြီးပြိုးဆိုပြီးအော်ဟစ်ကမင်းသားကိုဒူးထောက်အယိုအသေးပေးကြပါတော့တယ်အဖွားအိုကြီးကရေကန်ပေးမှာဒူးထောက်ပြီးနက်စရာအစ်စ်ကမြေကဘာရဲ့တွေးသားတွေနဲ့မိတောက်တွေရဲ့ပြားတွေကိုအုံပြုပြီးမြင့်မြတ်တဲ့ပိုက်ကွန်ကြီးကိုရက်လုတ်လိုက်ပြီးလို့ကြွေးကြော်လိုက်တဲ့အခါလူရိုင်းတွေအားလုံးကကောင်းကင်ရေကစိတ်ဝိညာဉ်ကိုစေးကြောတယ်နတ်ဆိုးနတ်တော်ကိုတကြိုတယ်ဆိုပြီးလက်မောင်းတွေထောင်ကဟိန်းဟောက်အောင်ပွဲခံကြလေရဲ့ရေပြဿနာရှင်းသွားပေမဲ့ခေတ်ပညာတတ်မင်းသားကတော့စိတ်မကျေနပ်သေးပါဘူးရေကတော့တန့်သွားပြီးဒါပေမဲ့တောက်ဖို့ခွက်တောင်ကောင်းမွန်မရှိကြဘူးလို့ရေယိုရင်ဘေးကချိုးနဲ့ကောင်မလေးကိုချိုတယ်ဒီအနီးနားမှာနီညိုရောင်တို့မဟုတ်ဝါဖြော့ရှိပြီးစေးကက်နေတဲ့ရွှွန့်စင်းမြေတွေဘယ်မှာရှိလဲလို့မေးလိုက်ပါတယ်ကောင်မလေးကလည်းအရှိတ်တောင်နှလုံးအကျော်မှာမိုးရွာရင်ခြေကုပ်လို့မရအောင်ဆေးတဲ့မြေနီချိုင်းဝမ်းရှိတယ်လို့ပြောတာနဲ့မင်းသားကလူတန်ကြီးရှုံရမ်းတဲ့အဖွဲကိုခေါ်ပြီးရွှွန့်စည်းတွေတွားတူးခိုင်းပါတော့တယ်ရွှွန့်စည်းမြေနီတွေကိုမြင်တော့မင်းသားကပြုံးပြီးငါတို့ချမ်းသာပြီလို့ရေရွတ်လိုက်တယ်ပြီးတော့လူတွေကိုရွှွန့်စည်းတွေကကြောက်ခဲနဲ့မျက်မြစ်တွေကိုတေချာရွေးခိုင်းရေလောင်းပြီးတေးတေးချာချာနဲ့ခိုင်းတာပေါ့လူတန်ကြီးရှုံရမ်းကရွှွန့်တုံးကြီးကိုအားနဲ့ထူရိုက်နေတော့မင်းသားကအထက်ကလေပူပေါင်းတွေကိုကုံအောင်ညှစ်ထုတ်ရမယ်မဟုတ်ရင်ဖုတ်တဲ့အခါပောက်ကွဲသွားလိမ့်မယ်လို့သတိပေးပါတယ်နောက်ဆုံးမှာတော့မင်းသားကိုယ်တိုင်ရွှွန့်စည်းတွေကိုလှပတဲ့အိုးပုံစံလေးတွေဖြစ်လက်နဲ့ပုံဖော်လိုက်ပြီးနေပူထဲမထားဘဲလေအေးနဲ့အချောက်ခံခိုင်းပါတယ်။အိုးဖုတ်ဖို့အတွက်ကြောက်ခဲတွေနဲ့အမိုးကုန်းမိဖို့ကြီးတစ်ခုကိုတိဆောက်ပြီးအထက်မှာအပူချိန်တွေလှည့်ပတ်နေအောင်စီမံလိုက်တာပေါ့။လူတန်ကြီးရှုံရန်ကရွှွန့်စည်းကကြာခံမှာမဟုတ်ပါဘူး။လေးတိုက်ရင်ကြေမွသွားမှာပဲလို့တန်တရားဝင်နေတော့မင်းသားကမိဖို့ကြီးကိုအပူပေးပြီးတာနဲ့မိကိုလျှော့လေဝင်ပေါက်တွေကိုပိတ်ပြီးသူ့လိုအေးသွားအောင်ထားလိုက်တော့လို့အမိတ်ပေးလိုက်ပါတယ်။ကဲဒီရွှွန့်အိုးလေးတွေကနေဘလို့ခိုင်မာတဲ့မြေထဲအိုးတွေဖြစ်လာမလဲဆိုတာကတော့